Okay. So yeah, a crew to cover jog general the Kali Linux man general new friend Pomosa, terminate over don't know right by the terminate. Common like any lot of don't know right. Sabulas way. General hacking by over the level right than to up. General the cardio computer by controller relation general GUI one graphic user interface the new RAM whole. အများစု non-air ပေါ်ဟာဒီ Kali terminal ပေါ်မှာပဲကျွန်တော်တို့က non-air Friday ပေါ့နော်ဒီဆိုတော့ကျွန်တော်တို့ပထမဦးဆုံးသူ့ရဲ့အခရိခံသဘောတရားကိုကျွန်တော်တို့ဒီမှာစပြီနော်လေ့လာဖို့ Friday ပါဆိုတော့ဥမာဒီလောလောဆယ် desktop ပေါ်မှာပေါ့နော်ကျွန်တော်ဒီ desktop ပေါ်ကိုလာတဲ့အခါမှာဥဆိုရေးဒီမှာကျွန်တော်က desktop file ကိုလာရှင်းရင် desktop ကိုတကယ် click နှိပ်လိုက်မှာပေါ့နော်လောက်လိုက်ဆိုတော့ဒီ terminal line ကနေကျွန်တော်တို့စာပေလောက်လိုက်ပေါ့ဒီ desktop ဆိုရင်ပထမဆုံးကျွန်တော်တို့ရမ်းဘလောက်ဆိုလို့ရှိရင်အခု round နေတာကိုကျွန်တော်တို့ကသိဖို့လိုရတယ်ဒီဆိုတော့ဒီမှာ localization อ่ะပေါ့နော်ညရှောင်းအောင်လုပ်လို့ရှိရင်သူက home directory လို့ခေါ်တယ်ဒီမှာကျွန်တော်ဒီ directory ဆိုတာကခေါ်လဲဆို folder တိကိုခေါ်တယ်အဓိပ္ပာယ်ဒီ home ပေါ့နော် home directory ပေါ့ညပုံစံမျိုးတိုက်ပြီး private ပါတယ်ဆိုတော့ဒီမှာကိတ်လိုက်လို့ရှိရင် pwd ဆိုတာ print working directory ပေါ့နော်လက်ရှိနေတာကိုညွှန်ပြဆို private ပါတယ်ဆိုတော့ဒီမှာဒီနေတာကိုတိုက်ပြီးဆိုလို့ private ပါတယ်ဒီကနေ့ဒီမှာ ls နဲ့လိုက်ကြလိုက်ဒီမှာ command ကျွန်တော်လောက်ရင်နှစ်ခုသုံးထားပြရပါဘောနော် ls နဲ့လိုက်ကြလိုက်ဒီမှာ android downloads အလုံးဒီမှာ non-rs file တွေတော့ပေါ်နေပေါ့နော်ဒီကနေ့ဆိုလိုရတဲ့ပြကကိုဇာနီယာကိုတော့နည်းနည်းဆိုသိချင်တယ်ဆိုလို့ရှိရင် pwd ပေါ့နော်ညရှောင်းကိုကျွန်တော်တို့ကတိရော right ကြလိုက်ပေါ်ရယ်နောက်တစ်ခုကရောင်း round နေတဲ့နေရာထဲမှာစာဖိုက်တိရှိလဲဆိုပြချောင်းရင် ls copy လိုက်တယ် run နည်းနည်းပြဖိုက် okay ဆိုရယ်လောလောဆယ်ကျွန်တော်တို့သိကြတယ်နှစ်ခု pwd and ls okay ဆိုရောင်းကနေမှကျွန်တော်တို့ကဒီ desktop ဆိုတဲ့နေရာကိုလာရှောင်း okay ဆိုတော့ brand လောက်လဲဆိုရယ် change directory လောက်ရပါဘောနော် change က c d က directory ဆိုတော့ Windows computer ဒီမှာဒီ folder လို့ခေါ်တဲ့ဟာကို Linux မှာတော့ directory လို့ခေါ်တယ်ဆိုရင်ကျွန်တော်တို့ရအောင်ဆောင်က desktop desktop နိုင်လိုက်ကြတယ်ဒီမှာ roll ဟာဆိုတော့ ls နဲ့ကျွန်တော်တို့ brand ခဲ့မယ် desktop ပေါ်မှာစာရှိတယ်ဒီမှာ hash file ရှိတယ် password ရှိတယ် shadow file ရှိတယ် txt ဆိုတဲ့ directory တစ်ခုရှိတယ် python file တစ်ခုလေးရှိနေပါတယ်ဆိုတော့ okay ဒါဒီခဏလေးကျွန်တော်ရမယ်ဒီဆိုတော့ကျွန်တော်တို့ဒီနောက်ထပ်ဒီ txt file ထဲမှာဇာရှိလဲဆိုတော့နောက်တစ်ခါထပ် one grade ဆိုတော့ကျွန်တော်ပြန်လုပ်နေဆိုရင် cd ပေါ့နော်ခုနကပုံခါတဲ့ cd txt ဒီကကျွန်တော်ပြန်ကြည့်လိုက်သူကဒီမှာဒီထဲမှာဟင်းတဲ့ file တွေနော်ပေါ့နော်ဒီကဒီမှာတစ်ခုတတိထားဆိုရှိရင်ဒီ linux မှာကြားလို့ရှိရင် case sensitive file တွေပေါ့နော်ညာနာဆိုလို့စလုံး agree အသေးတွေကိုကျွန်တော်တို့ကတတိထားဖို့လိုတယ်ဒါဆိုတော့ဒီမှာနောက်တစ်ခုထပ်ပြပါမယ်ဆိုတော့ကျွန်တော်တို့ကအခုဒီ desktop ထဲကဒီ txt file တွေကိုတော့ဝင်လာခါပြီဒီထဲကဒီ txt file တွေဝင်လာခါပြီဒီထဲမှာပေါ့နော်ဒီ terminal line ထဲမှာစာပေ print ထွက်ဖို့လဲပေါ့ဆိုရင် directory change ပြန်လုပ်တဲ့အတွက်ကျွန်တော်တို့က cd ကိုနှိုက်လိုက်တယ် back ဆိုတဲ့အတွက်ကျွန်တော်တို့ကဒီ full-stop 20ပေါ့နော် dot နှိုက်လိုက်တယ်ညဆိုလို့ရှိရင် back ကို print ထွက်လာခါဒီမှာ desktop pwd ဇာနေရာတော့နေလဲဆိုရင် home window ထဲကမှ desktop ဆိုတဲ့နေရာတော့ဒီနေရာမှာဟုတ်လားပေါ့နော် okay ဆိုရင်ကျွန်တော်တို့လောက်ရင် command link အခုဒါအခရိခံ command လေးကိုပေးထားတယ်ဆိုရင် okay ညမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ home တစ်ခုကိုစာဖတ်ဖို့ပေါ့ကျွန်တော်တို့အခု ls နဲ့ထားခဲ့ထားလိုက်ဒီနေရာမှာ okay controller လောက်ပဲကျွန်တော်တို့ target ရဲ့ desktop ပေါ် around နေတယ်ပေါ့နော်ဒီအထက်မှာဒီ hash file ဆိုတဲ့အထက်မှာဇာရှိလဲဆိုတော့သိချင်ပေါ့မဟုတ် possibility ထဲမှာဇာ read ထားလဲဆိုတော့သိချင်ဆိုပြီးဖတ်ဖို့လဲကျွန်တော်တို့ကဒီဘက်မှာပဲ click လုပ်နိုင်ပါနော် phone လို့မရဘူးねဒီဆိုတော့ဒီဟောင်းကိုကျွန်တော်တို့ကစာပဲကေးဖို့လဲပေါ့ညမဆိုလို့ရှိရင် cat ဆိုတဲ့စလုံးကိုလုံးရင် cat cat crawl ပေါ့ねဆိုရင်ညမှာ possibility ကိုဖတ်ချင်ဆိုရင်နိုင်လိုက်တယ်နော်ကျွန်တော်တို့ကဒီမှာ read ထားတော့တွေ့ရဒီမှာကေးsupply နဲ့ဖတ် short mouse pen နဲ့ပဲပြဆိုရင်ဒီမှာ read ထားတဲ့စာအတိုင်းကျွန်တော်တို့ပြန်မှာပေါ့ねဒီစာအတိုင်းမှာပေါ့ねokay ညမဆိုပဲဟုတ်တယ်ကျွန်တော်တို့ရန်စာကိုဖတ်တယ်
ထားပြီးရဆိုလို့ရှိရင်ဒီမှာစာရေးဖို့ပေါ့ဒီအထက်မှာပါတဲ့ဒီ PSP ဆိုလည်း pass through file ထဲမှာကျွန်တော်တို့စာကိုပြောင်းခတ်ရှအောင်ပေါ့ဥမာဒါခေါ်လို့မောင်မောင်ဆိုတဲ့နေရာမှာလှလှလို့ရေးရှအောင်ဆိုလို့ရှိရင် separate ကိုလည်းပေါ့နိအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့က GUI မှာတော့ mousepad ဆိုတာကိုသုံးလို့ရတယ်ဒါပေမဲ့ terminal line ထဲမှာဆိုလို့ရှိရင် CL terminal ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သုံးလို့ရတဲ့ဟာက nano လို့ခေါ်တော့မယ်ဒါမှမဟုတ်နောက်တစ်ခုက default ပါတဲ့ vin ဆိုတဲ့ဟာ vin ကတော့ cat ဒါမှ trainer ကိုသုံးနေအောင် nano နဲ့ပဲကျွန်တော်တို့သုံးမှာပေါ့နိဒါဆိုတော့ nano PASSWD နဲ့လိုက်တယ်ကျွန်တော်တို့ဒီမှာမောင်မောင်ဆိုတဲ့နေရာမှာကျွန်တော်တို့စာပြောင်းဖို့ဆိုရင်ဒီမှာဟာပေါ့ဒီကဒီရှောင်းကိုပြန်ထွက်ဖို့ပေါ့နိ control X ကို exit လို့ဆိုရင် control X တွင်းဘလာပေါ့နော်ဒီမှာထားမိထားရင် save လုပ်လာဆိုရင် Y yes နဲ့လိုက် enter ခေါက်အဲ့လိုဆိုရင်နောက်တစ်ခါပြန်ကြည့်မယ်ကျွန်တော်တို့ probe ခါစား probe လာပေါ့ cat နဲ့ pass လို့ဒီမှာပြန်ကြည့်လိုက်ခဲ့ဟာပဲတခါပဲဒီမှာမောင်မောင်ဆိုရင်ရှိလိုက်ဒီထဲမှာနေ probe လာတယ်ငါရောမျိုးပေါ့နော်ဒီထဲမှာနေ probe လာဟာ okay ညဆိုရင် okay အခုကျွန်တော်တို့ဖတ်တဲ့ဟာကိုလာခါပဲပေါ့နော်ဒီပြန်နောက်ထပ်တယ်ဖိုင်ဖတ်ပြရဆိုလို့ရှိရင်ဖိုင်လေးကိုဖျက်ထားဖို့ပေါ့ဒီဖိုင်လေးကိုဖျက်ဖို့ဆိုရင်စာပဲဖျက်ဖို့လဲပေါ့နော်အဲ့မှာဟုတ်ကဲ့ကြဆိုရင်ဘယ်လိုဆုံးကျွန်တော်တို့ဒီ pass through file ဆိုတဲ့ဖိုင်ကိုဖျက်မယ်ဆိုရင်ကျွန်တော်ကဇာတ်နဲ့ဖျက်မယ်ဆိုရင် rm နဲ့ဖျက်တယ်ပြီးတော့ PASSWD နဲ့လည်းပြရအောင် okay အဲ့လိုဆိုဒီ rm နဲ့ဖျက်ရဆိုတဲ့အခါမှာနောက်ထပ်ကျွန်တော်တို့ဒီ txt file ကိုဒီဘက် delete နဲ့လောက်ဖြတ်ကြလေဒါပေမဲ့ control လောက်ထားတဲ့အချိန်မှာတော့ဒီဘက် side ကဟာပုံမှန်မျိုးပဲရမှာပေါ့နော်ဒီဆိုတော့ txt file ကိုပါကျွန်တော်တို့ထပ်ဖြည့်တယ်ဆိုတော့ rm ဒီကျွန်တော်ကစလုံးအပေးနဲ့ကျွန်တော်ရေးပြမယ်ဒါဆိုတော့လည်းဆိုပြီး cannot remove txt no such file or directory လို့ပြဒါပဲလို့ဆို txt ဆိုတဲ့ file မရှိဆိုတဲ့ type ကိုပါပဲ file တော့မဟုတ် directory ဘောနဲ့ folder တခုကမရှိဘူးတဲ့နော်ဆိုရင်okay ဆို agree ပေါ့စလုံး agree နဲ့ပြန်လိုက်တယ်ကျွန်တော်ပြန်ဖြတ်လိုက်တယ် cannot remove တယ်ဒါက directory လို့ပြောတာဒီရှောင်းက directory တစ်ခုဖိုက်တယ်ပေါ့ညနေဖက်လို့ rm နဲ့ဖြတ်လို့ data r နဲ့ပြတ်ဘူးပေါ့ဆိုတော့ဇာဖက်လို့မပြတ်လဲဆိုလို့ရှိရင်သူ့အထက်မှာ txt ထဲမှာလာလို့ရှိနေတယ်တခါ file လေးရှိနေရောင်းထရ file လေးကိုဖြတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ recursive ဒီ recursive ကိုခေါ်ပေါ့နော် -rm -r ပြီးတော့မှ txt ဆိုပြီးနဲ့တော့ညဆိုရင်ပုံပြလာဟာရှိလိုက်တယ်ဆိုရင်နောက်လည်းအောင်ဆိုတော့ file တစ်ခုကိုဒီဘက် file တစ်ခုကိုဖြတ်တဲ့အခါမှာ rm နဲ့ဖြတ်လို့ပြပြီမယ် folder တစ်ခုပေါ့နော် directory တစ်ခုကိုဖြတ်တဲ့အခါမှာ recursive လို့ okay -r ဆိုတဲ့ function ဒီရှောင်းတစ်ခုလို့ okay ဟုတ်ပြီညဆိုရင်ဒီအထက်ကမှ online ဒီ file ဒီ hash file ဒီ online ဖြတ်လိုက်ရှာ select မှမှဖြတ်လိုက်ရှာစာဖြတ်လို့လည်းအဲ့မဲ့လောလောဆယ်မဖြတ်ခံတယ်တစ်ခုပြောပြအောင် okay အဲ့ဆိုတော့ဖြတ်မယ် rm ဥမာဖြတ်မယ်ဆိုရင်အားလုံးကိုဆိုတဲ့ကိုစားလို့ရတာ store နဲ့ကိုစားလို့ရသူ့ကိုကျွန်တော်တို့နှိပ်လိုက်လေရှာလာတယ်ကျွန်တော်ထပ်မယ် okay နောက်တစ်ခါထပ်မယ် shadow ဖြတ်မှာ yes ရလာဟာကျွန်တော်ဥမာဆိုရင်ဒီမှာတခုခုကိုဖြတ်လို့တဲ့အခါမှာကြာလို့ရှိရင်ကျွန်တော်တို့က rm star ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီ star ဆိုတဲ့ဟာဒီအားလုံးဆိုတဲ့ဟာကိုကိုစားလို့တဲ့ဟာ file okay ဟုတ်ပြီအခုကျွန်တော်တို့ desktop ပေါ်မှာရရှိလိုက်တယ်တခုလည်းမရှိလိုက် okay ဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှာနောက် comment တွေကိုထားပြီးလေ့လာဖို့ private ဗီဒီယို trailer လေး